တာနဲ့ပေါ့ဘာနဲ့ဖွင့်ပြီးတော့နည်းနည်းလာရတဲ့ခါမှာအစင်သက်ဖြစ်အောင်ဒီမှာပါဆက်နေရောဒီမှာတကယ်ပို့တယ်လက်ခဲ့တဲ့ဘာဒီနာမအားရအောင်တယ်ပြည့်တယ်ဆိုတော့နည်းနည်းတော့ပေါ့ပါဘူးပေါ့ဒီပြည့်နေပါလေဆရာတော့ရောဘာချမလို့ပြောပါချက်ပြည့်ချောင်းစရိုင်းကတည်းကမှတက်ကြတယ်အဲ့ဒီဆောင်းမှုတိုင်းပေါ့နော်ဆက်စီမှာတော့ဒီကပုံမှန်လေးရှိပါတယ်ဒါလဲတန်းတန်းခွင့်ပေါ့ဆရာကလဲတန်းတာမွေးတမိုင်းတို့ရမှာရတယ်ဆရာမှာတက်လာရတယ်ပြီးတော့တယောက်ချင်းပဲဆရာတို့မိသားစုကြားပါရတယ်လုံးဝမတီးထားတယ်လို့ဆိုရင်ချိန်ရတယ်လေအပြင်မှာခေါင်းနေကြတာပဲတီးထားတယ်ဆိုရင်လည်းနည်းနည်းလိုက်နိုင်တော့သင်ကြားပေးပါတယ်ပြောဆရာတို့သင်တန်းမှာ online class ရှိတယ်လေဟာဆရာတို့လည်းဝေးသမားတွေဆိုရင် online class တွေဆက်ပြီးတက်လို့ရတယ် online ကလည်းဆရာကဒီမှာသင်ထားတယ်လို့ပဲအစီအစဉ်တွေကိုပြီးတော့ရိုက်ထားပြီးတော့တယောက်ချင်းကိုတောင်းရချတဲ့ချိန်ဒီမှာနေပို့တယ်နောက်ရှိချိန်ပို့တယ်သင်တန်းသားတွေကဆရာတို့ပို့တဲ့ဗီဒီယိုဖိုင်လေးကိုစီးပြီးလေ့ကျင့်တယ်လေ့ကျင့်ပြီးတော့ရင်ပြန်တင်ပြလို့ရတယ်အမှားမှန်တွေစစ်ပြီးတယ်နားမလည်တာရှိရင်ပေးလို့ရတယ် online ကတော့ဆရာနဲ့တခိုင်းဆုံးစရာပုံမှန်တယ်ဘာလဲကြည့်ပြီးလေ့ကျင့်ပြီးအားရချိန်ကိုကျင့်တယ်ရပါတယ်online ကလည်းဆရာပြန်တော့ပြန်လို့လည်းရမယ်ဒီလိုရမယ်ဒီကြမှာဆိုရင်ရတာအခြေခံ